တရားရင်ကတွေကိုဆက်လိုက်ပြီးတော့တင်ဆက်သွားမှာဖြစ်တယ်ဒီတရားရင်ကတွေပြီးတဲ့နောက်မှာကျွန်တော်တို့လူငယ်ဆိုတော်များရဲ့ကာကွယ်တင်းရှင်များရှိုးတင်းရှင်များကိုဆက်လက်ပြီးတော့တင်ဆက်သွားမှာ